မိခင်စွန့်ပစ်ခြင်းခံရသောကြောင့်ဖြန်လေးတစ်ကောင်ကရေခဲပြင်ပေါ်တွင်တကိုယ်တည်းလဲလျောင်းနေပြီးအတန်ကုန်ငိုကြွေးနေပါတယ်။သူ့ရဲ့ဘဝကအချိန်ပြည့်ရေတွက်နေရပြီဖြစ်ပါတယ်။အဘဲကြောင့်မိခင်တဦးကသူ့ရဲ့ရင်သွေးကိုထိုကဲ့သို့စွန့်ပစ်ခဲ့ရပါသလဲ။နားထောင်ရတာအလွန်ပင်ခက်ထန်ကြမ်းတမ်းလှပါတယ်။အမှန်တရားကိုနားလည်လာသောအခါတဘာဝတရားကစိတ်ခံစားချက်များဖြင့်ယက်တည်နေခြင်းမဟုတ်ဘဲအသက်ရှင်ယက်တည်ရေးနှင့်မျိုးပွားရေးကိုသာအဓိကထားကြောင်းသိလာရပါတယ်။နွေဦးရာသီရောက်လာတိုင်းအပူချိန်များမြင့်တက်လာပြီးအာတိတ်ရေခဲပြင်ကြီးများကွဲအပ်ကရွေ့ရလာကြပါတယ်။အေယာမရေခဲတုံးကြီးများကတနေ့လျင်မိုင်ပေါင်းများစွာရွှေ့လျားနေကြပါတယ်။ထိုကဲ့သို့အဆက်မပြတ်ပြောင်းလဲနေသောကဘာကြီးတွင်ဖြန်အမများကသားပေါက်ရန်အချိန်ကန့်သက်လေးသာရရှိကြပါတယ်။အမများသည်ရေခဲပြင်ပေါ်တွင်သားပေါက်ကြပြီးအလွန်ပြင်းထန်သောနှုတ်တိုက်ကျွေးတဲ့အဆင့်ကိုစတင်ကြပါတယ်။ထိုဖြန်များရဲ့နှုတ်တွင်အစီဓာတ်50%ကျော်ပါဝင်ပြီးလူမိခင်နှုတ်ထက်အစာပေါင်း30ဆက်ကျော်ပိုများပါတယ်။သူကအလွန်တိုတောင်းသောအချိန်တွင်စူးစီးထားသည့်စွမ်းအင်တန်ဆက်တစ်ခုဖြစ်ပါတယ်။အကောင်ပေါက်လေးကအစီလွှာထူထူကိုလျင်မြန်စွာစုဆောင်းလာပါတယ်။မိခင်တို့တိုက်ကျွေးနေစဉ်အတွင်းအမြဲတမ်းသတိထားရမည့်အခြားပေးအန္တရာယ်တစ်ခုလည်းရှိနေသေးပါတယ်။သူမှာဝင်ရိုးဆုံးဝင်ပလွေများပင်ဖြစ်ပါတယ်။အကောင်ပေါက်လေးပိုဝလာသည်နှင့်အမျှအစီလွှာထူလာပြီးအေးတံကိုပုံမခံနိုင်ရရှိလာပါတယ်။ထိုအခါမိခင်ဖြစ်သူသည်ရေခဲပြင်ပေါ်တွင်အချိန်ဖြုံးသည့်ထက်ပင်လယ်ထဲတွင်အစာရှာထွက်သည့်အချိန်ပိုများလာပါတယ်။ဒါ၏ပမဲ့အဆက်မပြတ်ရွေ့လျားနေသောရေခဲပြင်ပေါ်တွင်မိမိရင်သွေးကိုရှာဖွေတွေ့ရှိရမှာကြီးမားသောစိန်ခေါ်မှုတစ်ရပ်ဖြစ်လာပါတယ်။အဘဲကြောင့်ဆိုသောမွေးကင်းစအကောင်ပေါက်အလုံးကအသွင်ပြင်အတူတူနှီးပါးဖြစ်နေသောကြောင့်ဖြစ်ပါတယ်။ဖြန်များကအလွန်ထက်မြက်သောအနံ့ခံစနစ်ကိုအားထားကြပါတယ်။အကောင်ပေါက်တိုင်းတွင်အရေပြားအစီနှင့်ခန္ဓာကိုယ်မှထွက်သည့်အရည်များကြောင့်ဖြစ်ပေါ်လာသောထူးခြားသည့်အနက်တစ်မျိုးစီရှိကြပါတယ်။ပတ်ဝန်းကျင်တစ်ခုလုံးရှုပ်ထွေးနေတော့လဲမိခင်ဖြစ်သူကမိမိရင်သွေးကိုတိကျစွာမှတ်မိနိုင်စွမ်းရှိပါတယ်။သို့သောပြင်းထန်သောလေပြင်းတိုက်ခတ်မှုနှိမ့်ကျမှုနှင့်ပင်လယ်ရေတို့ကြောင့်အမှားယွင်းများဖြစ်တတ်ပြီးရှုပ်ထွေးမှုများကလည်းရှောင်ရွှဲ၍မရပေဖြန်မိခင်အချို့ကမိမိ၏ရင်သွေးကိုလုံးဝပြန်မတွေ့နိုင်တော့တာလည်းရှိပါတဲထိုကဲ့သို့မေးလျှော့ခံရပြီးမိခင်ပျောက်ဆုံးသွားသောသေးငယ်သည့်အကောင်ပေါက်လေးသည်ဗိုက်ဆာဆာဖြင့်ရေခဲပြင်ပေါ်တွင်တွားသွားကမိခင်ဖြစ်သူကိုအသေးအတန်ရှာဖွေနေပါတယ်။သို့သောထိုနားတွင်ရှိသောအခြားဖြန်မိခင်ကထိုအကောင်ပေါက်ကိုလုံးဝဂရုမစိုက်ဘဲနို့လည်းမတိုက်ကြွေးပါဖြန်တကောင်ရဲ့နို့ထွက်နှုန်းမှာအလွန်ကန့်သက်ထားသဖြင့်မိမိကိုယ်ပိုင်ရင်သွေးဝမ်းဝရန်သာအဓိကထားရသောကြောင့်ဖြစ်ပါတယ်။စွန့်ပစ်ခံရသောအကောင်ပေါက်ငယ်လေးကရည်ရွယ်ချက်မဲ့စွာဖြင့်မိခင်ကိုဆက်လက်ရှာဖွေနေပါတယ်။သူရဲ့ကံကြမ္မာကဆုံးဖြတ်ပြီးသားဖြစ်နေပြီဖြစ်ပါတယ်။အစာငတ်ပြီးဆုံးသွားဒါမှမဟုတ်သားကောင်စားသုံးသူတဦးဦးရဲ့အစာဖြစ်သွားရမည်ဖြစ်ပါတယ်။10ရက်မှ13ရက်ခန့်ကြာသောအခါနို့တိုက်ကျွေးသည့်ကာလပြီးဆုံးသွားပြီးမိခင်ဖြစ်သူကပင်လယ်ထဲသို့အလုံးစုံပြန်သွားကအစာစားခြင်းနှင့်စွမ်းရည်ပြန်ဖြစ်တင်းခြင်းတို့ကိုပြုလုပ်ပါတယ်။အကောင်ပေါက်လေးများကပေါ်နေသောရေခဲပြင်ပေါ်တွင်တကိုယ်တည်းကြံရစ်ခဲ့ကြပြီးတူလောင်ထားသည့်အစီများကိုသာအဓိကမိခိုနေထိုင်ကြရပါတယ်။ထိုအချိန်တွင်သူတို့ကကိုယ်လေးချိန်အများပြားတိုးလာပြီးဖြစ်ကထိုအစီလွှာကပင်အစာမစားဘဲရက်တစ်ပတ်ပေါင်းများစွာခံနိုင်ရရှိစေရန်အထောက်အကူပြုပါတယ်။အချိန်ကာလများကြာလာသည်နှင့်အမျှအကောင်ပေါက်လေးများကရေကူးနှီးကိုတဖြည်းဖြည်းတင်ယူလာကြပြီးသမုဒ္ဒရာထဲတွင်လွတ်လပ်သောဘဝကိုစတင်လိုက်ကြပါတယ်။